အားလုံးမင်္ဂလာပါရန်ကုန် Rangoon Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့တင်ဆက်ပေးသွားမယ့်ခေါင်းစဉ်လေးကတော့ပျောက်ကွယ်သွားတဲ့ကန်တော်ကလေးနဲ့ကန်ဝင်းကျင်ကသမိုင်းပုံရိပ်ဆိုတဲ့အကြောင်းအရာလေးပါပဲပျောက်ကွယ်သွားတဲ့ကန်တော်ကလေးနဲ့ကန်ဝင်းကျင်ကသမိုင်းပုံရိပ်မင်္ဂလာတောင်ညွန့်မြို့နယ်ထဲမှာအရှိအနောက်တောင်မြောက်လို့အရက်၄စုခွဲထားတဲ့ကန်တော်ကလေးရက်ကွက်ရှိပေမဲ့ဒီအမည်တွင်စေခဲ့တဲ့ကန်တော်ကလေးရေကန်ကတော့မရှိတော့ပါဘူးအတိတ်ကအဖြစ်ပြက်ဆိုတာကလည်းတခါတရံမှာအမည်အနေနဲ့ဆွဲတင်ကြံရည်လို့သာသမိုင်းအမတ်ရစရာအဖြစ်ကြံနေသေးတော့တာဥပမာအင်္ဂလိပ်တို့ကဒီရေအတက်ကြားကြောင့်ရေဝတ်ဆွတ်တဲ့ရန်ကုန်မြို့ရဲ့ပြဿနာကိုဖြေရှင်းဖို့တောင်ကုန်းတွေဖြိုးရေတွေဖို့လို့ဖို့မြေရက်ကွက်တောင်ကုန်းတစ်ခုထိပ်တိမ်ကြီးတစ်လုံးဆောက်ပြီးထုံးပြူတုတ်ခဲ့လို့ထိုတိမ်ကြီးရှိရာလမ်းကိုတိမ်ဖြူလမ်းတိမ်ဖြူစေးဒီလိုတွေခေါ်ခဲ့တယ်မဟုတ်လားတကယ်တော့ကန်တော်ကလေးဆိုတာဘိုးတော်ဖျားလက်ထက်1985မှာရန်ကုန်မြို့တော်ဝင်ဦးကျော်ရွေးကမြို့နေလူထုတောက်သုံးရေရဖို့ကန်တော်ကြီးကန်ကိုဆယ်ရင်တစ်ချိန်တည်းမှာပဲစင်မြင့်ကျွဲနွားတရိတ်ဆန်တို့အတွက်သုံးဖို့ရာကန်တော်ကလေးဆိုပြီးတူးဖော်ခဲ့တဲ့ကန်မှာကန်တော်ကြီးအနည်းကရေကန်တော်ကလေးပေါ့1920ခုနှစ်ထုန်းမြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်မှာကန်တော်ကလေးကန်ပတ်ဝန်းကျင်ဟာတိရိတ်ဝါရိတ်တွေရှိခဲ့လို့အရင်ကရန်ကုန်သူရန်ကုန်သားတို့ပျော်ပွဲစားထွက်ရာနေရာတစ်ခုဖြစ်ခဲ့တယ်လို့ဖော်ပြခဲ့တယ်1980ဝန်းကျင်မှာရေဆက်ဆောင်းခုငါးတွေနဲ့ဗျိုင်းတွေရှိတယ်နုံအိုင်တွေလည်းရှိတယ်လက်ရှိမှာတော့ဒီနေရာတွေဟာဟော်ကီကွင်းအမျိုးသားလက်ဝဲယုံနဲ့တိမ်ဖြူကားကွင်းရှိတဲ့နေရာတွေဖြစ်သွားပါပြီခေဟောင်းရန်ကုန်မြို့ပမြေပုံတွေမှာတော့ယခုပျောက်ကွယ်သွားပြီဖြစ်တဲ့ကန်တော်ကလေးတို့အနီးကဒိုဘီကန်တို့ဟာကန်တော်ကြီးတစ်ဝိုက်ထင်ရှားသိသာစေတဲ့ကန်တွေဖြစ်ခဲ့တာပေါ့တဖြည်းဖြည်းလူနေရက်ကွက်တွေအဆောက်အဦတွေနဲ့အစားထိုးနေရယူလာရင်ကန်တော်ကလေးကန်တို့ဒိုဘီကန်တို့ဆိုတာလုံးဝပျောက်ကွယ်သွားခဲ့ပါပြီကန်တော်ကလေးအရက်1852ရန်ကုန်ကိုအင်္ဂလိပ်တို့သိမ်းပြီးမြို့သစ်တည်တဲ့အချိန်ကတစ်ကြက်မှာ64ပြားရှိတဲ့ထိုအချိန်ကသုံးတဲ့ရူပီးငွေကိုစံနမူနာယူပြီးမြို့ကွက်ရေးဆွဲခဲ့တယ်။ဒါကြောင့်ဦးဆုံးကစူးလေဖျားလန်းကိုဗဟိုပြုထားတဲ့လမ်း64လမ်းသာရှိခဲ့ပါတယ်။မြို့ရဲ့မြောက်ဖက်နယ်နိမိတ်ဆိုတာကလည်းကွန်းချံဘူတာလို့ခေါ်တဲ့ရန်ကုန်ဘူတာကြီးအထိပါပဲ။ဒါကြောင့်တင်းញိုင်းတွေကတော့မြို့အပြင်စင်ကြေပုံးဖြစ်နေတဲ့အဲ့ဒီအချိန်ကကန်တော်ကလေးအရက်မှာရှိခဲ့တယ်လို့ဆိုပါတယ်။ကန်တော်ရိပ်သာဆိုပြီးဆရာကြီးတက္ကသိုလ်မောင်တုံညရေးတဲ့ကန်တော်ကလေးအရက်ကဥပိုးအိမ်ကျောင်းတို့ Little Sister Land တို့ဒိုဘီလိုင်းတို့ကန်တော်ကြီးဆောင်ကမြိုင်နေသူရိန်စတဲ့ကဇက်ယုံတွေဆိုတာဖတ်ရင်မျက်လုံးနဲ့ပုံဖော်မြင်လာရတဲ့အထိကျွန်တော်နှစ်ချိုက်တဲ့ပုံရိပ်ဟောင်းတွေပါ။မြမကုံရီလန်းစိန့်အန်တိုနီလန်းဘလူးမဈေးအရင်ကရှိခဲ့တဲ့အင်္ဂလိပ်သင်္ချိုင်းဂျူးသင်္ချိုင်းရန်ကုန်ဘူတာကြီးနဲ့သူ့အနီးကယုံပိုင်တဲ့ယာရုရှိသူတွေကိုပေးတဲ့ရှေးခေတ်တစ်သားအိမ်တန်းဒရိတ်ဆန်ယုံအောင်ဆန်းကွင်းတချမ်းဘက်ပလီတိမ်ဖြူလန်းစစ်ဖျားကြောင်စတဲ့ဒီပဝင်းချင်းဟာစိတ်ဝင်စားစရာတွေများလွန်းလှပါတယ်ဒီနေ့တော့ကန်အနီးတစ်ဝိုက်ကအကြောင်းအရာလေးတချို့ကိုစုဆောင်းပေးတော့ပါမယ်ကျန်တာတွေကိုတော့အချိန်ရတာနဲ့ဒုတိယအဆက်စုဆောင်းပေးပါမယ်။ဒါကြောင့်မမိတာလေးတွေကိုလည်း comment မှာမျှဝေရေးသားပေးကြဖို့မေတ္တာရက်ပါတယ်။ယခင် Little Sister Land လို့ခေါ်တဲ့ယခုဒေါ်သိန်းတင်လန်းတိမ်ပြူလန်းနဲ့ဒေါ်သိန်းတင်လန်းတောင်ကခြံစည်းရုံးမြင့်မြင့်ကာထားတဲ့ကက်သလစ်သီလရှင်လေးများဘိုးဘွားရိပ်တာကိုအထဲမဝင်ဘူးရင်တောင်ဖြတ်သွားရင်မြင်နေကြဖြစ်မှာပါ။19ရာစုနောက်ပိုင်းကရန်ကုန်မှာနေတဲ့အင်္ဂလိပ်အိန္ဒိယအနွယ်ဝင်အမျိုးသမီး2ဦးကစောင့်ရှောက်မှုကင်းမဲ့နေတဲ့အဖိုးအဖွားအယောက်30ကိုတအိမ်ဝင်တအိမ်ထွက်အလူခံပြီးပြုစုစောင့်ရှောက်ခဲ့ရာကစတင်ခဲ့ခြင်းဖြစ်ပါတယ်။1898မှာရန်ကုန်ဂိုင်းကျုပ်သာသနာပိုင်ဆရာတော် Alexander Carter ရဲ့တောင်းဆိုမှုနဲ့ပြင်သစ်နိုင်ငံက Little Sisters of the Poor သီလရှင်လေးများရန်ကုန်သို့ရောက်လာပြီးထိုမျိုးသမီး2ဦးရဲ့ဘိုးဘွားရိပ်သာငယ်ကိုဆက်လက်တာဝန်ယူခဲ့ကြပါတယ်။ယခုမြင်နေရတဲ့အဆောက်အဦကိုတော့1923မှာတည်ဆောက်ပြီးလက်ရှိဘ
ဘိုးဘွား100ကျော်ခိုလုံလျက်ရှိပါတယ်ရိတ်တာစီကံချက်များနဲ့ကိုက်ညီလျင်ဘယ်ဘာသာဝင်တက်ကြီးရွယ်အိုမဆိုစောင့်ရှောက်ပေးနေတဲ့ရိတ်တာတစ်ခုပါဒီရိတ်တာကြောင့်ပဲထိုအချိန်က Little Sister လမ်းလို့ခေါ်ဆိုခဲ့ပြီးနောက်တော့လူအိုယုံလမ်းဒီကနေမှအင်္ဂလိပ်ခေတ်ကနိုင်ငံရေးပုံမှန်နဲ့ထောင်ချခံရတဲ့ဝင်သားနုမျိုးချစ်အမျိုးသမီးကြီးသခင်မကြီးဒေါ်သိန်းတင်အားဂုဏ်ပြုပြီးဒေါ်သိန်းတင်လမ်းလို့ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်ဥပိုးရင်ကျောင်းလို့ခေါ်တဲ့ယခုအမကနဲ့မင်္ဂလာတောင်ညွန်းဝင်သားနုခေတ်ရန်ကုန်မှာကိုပိုင်ကျောင်းတွေဖွင့်ခဲ့ကြချိန်ကတိမ်မြူကွင်းနဲ့ကလျက်ကန်တော်ကလေးအရက်မှာဥပိုးရင်ကျောင်းဆိုပြီးရှိခဲ့ပါတယ်အလွန်နာမည်ကြီးတဲ့ကျောင်းဖြစ်ပြီးဆရာကြီးဥပိုးရင်ကအရက်ပုပုရောင်တစောင်းထုံးလျက်ခေါင်းပေါင်းပန်းရောင်ကိုတခင်ကိုတော်မိုင်းကဲ့သို့ပေါင်းပြီးခက်တီတီနေတာများတယ်ဘယ်တော့မှပြုံးလေးမရှိဘူးလို့ဖတ်ပူးပါတယ်ကျောင်းပတ်လေကိုစိတ်မန်းမင်တွေဝန်းရံထားပြီးကျောင်းကတော့ဒနီမိုးဝါထရန်ကတဲတန်းအရှိကြီးပါကျောင်းသားများကစားဖို့တံပခတ်စီစောဒန်းတွေနဲ့ကျောင်းရှိမှာကစားစရာမြက်ခင်းမြင်ကြီးလည်းရှိပါတယ်ဘောလုံးကစားကြရင်တော့တိမ်ပြူကွင်းမှာကစားကြတာပေါ့လူလက်ရေးရပြီးချိန်မှာကန်တော်ကလေးမြူနီစပယ်ကျောင်းဖြစ်လာပြီးအခုတော့မင်္ဂလာတောင်ညွန့်မြို့နယ်အမကနဲ့ဘိုးဘွားရိပ်သာနဲ့ကလျက်မှာရှိနေပါတယ်အခုချိန်ထိလည်းကျောင်းဟာအထက်မြင့်အဆောက်အဦမဟုတ်ပဲခြံဝန်းလေးနဲ့စိမ့်ဆိုနေတဲ့အပင်တွေကြားကတိတ်ဆိတ်အေးချမ်းတဲ့ခံစားမှုကိုပေးစေပါပဲကန်တော်ကြီးဆောင်ကန်တော်ကြီးပဲလစ်ဟိုတယ်နားမှာရှိခဲ့တဲ့မြိုင်ကဆက်ယုံကန်တော်ကြီးဆောင်နမောက်လန်းထိပ်မှာရှိခဲ့တဲ့နေသူရိန်ယုံကြီးဟာဟာဆာပါလာခေနေသူရိန်လူလူအစည်းအဝေးကြီးကြောင့်နာမည်ကျော်ခဲ့တယ်လို့ပါပဲမြိုင်ကဆက်ယုံကြီးဟာလည်းထိုအချိန်ကအလွန်တရာနာမည်ကြီးခဲ့တယ်။ဘာကြောင့်လဲဆိုတော့ဂျပန်ခေတ်ကခေတ်ရဲ့တရုတ်တကံကိုအနုပညာနဲ့တင်ဆက်ထင်ဟပ်စေတဲ့ဇက်ကိုထိုမြိုင်ကဆက်ယုံမှာတင်ဆက်ခဲ့ပါတယ်။အဲ့ဒီအချိန်ကမဟာမိတ်တို့ရဲ့ပုံစံအမြောက်ဆန်တွေကြားရောက်အောင်လာကြည့်ကြတဲ့ရန်ကုန်သူရန်ကုန်သားတို့ရဲ့ဇွဲကိုသိရတော့ကျွန်တော်ဖြစ်မချီးကျူးပဲမနေနိုင်လို့ညံယုံအကြောင်းလေးအနှဲငယ်ပြောချင်ပါတယ်။ညံယုံဆိုတာကန်တော်ရိပ်သာအကြောင်းရေးတဲ့တက္ကသိုလ်မောင်တုံညရဲ့အဖေအတော်ဒေါခင်မြိုင်ဆိုသူပိုင်တဲ့ယုံမှာရခင်ကန်တော်ကြီးပုတ်ကလတ်နောင်ကန်တော်ကြီးဟိုတယ်နားမှာရှိခဲ့ပါတယ်။ဂျပန်ခေတ်ကပေါ့ဂျပန်တို့မြန်မာလူမျိုးတွေပေါ်လက်တွေ့ဘဝမှာထားရှိတဲ့တရုတ်တကံအမှန်ကိုပုံဖော်တဲ့ဖြစ်ရမှန်ပြဆက်ပြသချိန်မို့တနေ့လူတိုးမပအောင်စီကားတဲ့ပွဲချိန်ကိုလည်းမဟာမိတ်တို့ပုံကျဲလေးမရှိတဲ့အချိန်လို့ယူဆရတဲ့မွန်းလွဲ2နာရီကနေ9နာရီအထိစီစဉ်ထားပါတယ်။တို့တိုင်အောင်2နာရီရောက်လာဖို့ရာ12နာရီလောက်ကတည်းကအိမ်ကထွက်ပြင်ဆင်ကြရလေတော့တခါတည်းရဆိုရင်လမ်းမှာအိုအိုဆွဲအချက်ပေးတန်ကြားလို့မဟာမိတ်လေရင်တွေလာပြီးဆိုရင်ကန်ဆောင်မှာပုံအောင်ခဲ့ကြရသေးတာပြီးရင်တော့လဲငိုအားထက်ရီအားတန်ကြတာပါပဲကဲဒီလောက်ခက်ခဲနဲ့အသက်နဲ့ရင်ပြီးကြည်ရတဲ့ပြဆက်မျိုးရှိပါအောင်မလားကန်တော်ကလေးအကြောင်းကိုပြောရင်ဒိုဘီကန်ဆိုတဲ့ခေါင်းစဉ်ကလည်းမဖြစ်မနေပြောရမယ့်အကြောင်းပါယနေ့ခေတ်မြန်မာနိုင်ငံဆရာဝန်များအသင်းယုံကြော်တာနဲ့ကန်တော်ကြီးရိပ်မွန်ဆိုတဲ့အဆောက်အဦအမြင့်ကြီးကိုတွေ့ရမှာပါဒီနေရာကြီးကတော့ရှေးကဒိုဘီကန်ရှိခဲ့တဲ့နေရာပါပဲဒိုဘီဆိုတာအဝတ်လျှော်ဖို့သူလို့အဓိပ္ပာယ်ရပြီးအင်္ဂလိပ်ခေတ်ကဒိုဘီကန်ကြီးတိဆောက်ပေးထားကအဝတ်လျှော်ဖို့တဲ့လုပ်ငန်းနဲ့အသက်မွေးအကြောင်းပြုသူအိန္ဒိယလူမျိုးများနေထိုင်ခဲ့ကြတဲ့အရက်ပါဒီနေရာမှာတော့ဒိုဘီကန်နဲ့ပတ်သက်လို့အကျယ်တဝင့်မပြောတော့ပါဘူးရှေ့မှာဒီအကြောင်းအရာနဲ့ပတ်သက်လို့တက်ဗီဒီယိုဖိုင်လေးတစ်ခုလုပ်ပေးထားတဲ့အတွက်ရှာဖွေနားဆင်နိုင်ပါတယ်ကျေးဇူးတင်ပါတယ်